အီရန်ပေါ်တိုက်ခိုက်မဲ့အစီအစဉ်ကိုရွှေ့ဆိုင်းထားတာဟာထာဝရဖြစ်နိုင်တယ်လို့အချိန်ပိုင်းခဏလေးလည်းဖြစ်နိုင်တယ်ဟုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောကြားကိုရီးယားကအစားထိုးမှုဖြင့်အသက်ဆွဲဆက်ရန်ရှီကျင်းဖြစ်တဲ့ပူတင်တို့ဘေကျင်းမှာဆွေးနွေးခဲ့ AI တွင်ဒေါ်လာဘီလီယံ100ကျော်ပုံအောရင်းနှီးမြှုပ်နှံရန်ဝန်ထမ်းအင်အား8000ကိုမီတာစတင်အလုပ်ထုတ်ပဲယူကရိန်း၏အဝေးပစ်ဒရုန်းစစ်စင်ရေးကြောင့်စီးပွားရေးထိခိုက်လာပြီးတဲ့နောက်ယူကရိန်းနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြန်လည်စတင်ရန်ရုရှားတောင်းဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါမင်္ဂလာပါ Channel H မှာကြိုဆိုပါရစေ။ယနေ့2026ခုနှစ်မေလ20ရက်နေ့အတွက်နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးတော့မှာပါ။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အီရန်အပေါ်တိုက်ခိုက်မဲ့အစီအစဉ်ကိုရွှေ့ဆိုင်းထားတာဟာထာဝရဖြစ်နိုင်တယ်လို့အချိန်ပိုင်းခဏလေးလည်းဖြစ်နိုင်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့ပါမယ်။အီရန်နိုင်ငံကိုတိုက်ခိုက်မဲ့အစီအစဉ်ကိုရွှေ့ဆိုင်းထားတာဟာထာဝရဖြစ်သွားနိုင်တယ်လို့ရပ်ပိုင်းခဏလေးလည်းဖြစ်နိုင်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမေ18ရက်နေ့ကအင်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောကြားလိုက်ပါတယ်။သမ္မတထရန့်ရဲ့ပြောကြားချက်အရအီရန်နဲ့အကြီးအကျယ်ဆွေးနွေးမှုတွေလုပ်နေတာမဟုတ်လို့မေ19ရက်နေ့မှာလုပ်ဖို့စီစဉ်ထားတဲ့အီရန်အပေါ်တိုက်ခိုက်မှုကြီးကို2ရက်3ရက်လောက်ခဏရွှေ့ဆိုင်းပေးဖို့ Saudi Arabia, Qatar, UAE နဲ့အခြားမဟာမိတ်နိုင်ငံတွေကတောင်းဆိုခဲ့ကြတာလို့ဆိုပါတယ်။ဒါဟာအီရန်နဲ့သဘောတူညီချက်တစ်ခုရရှိဖို့အင်မတန်မှနှီးစပ်နေပြီလို့ယူဆတဲ့အတွက်ကြောင့်တောင်းဆိုခဲ့ကြတာဖြစ်ပြီးတိုက်ခိုက်မဲ့အစီအစဉ်ရွှေ့ဆိုင်းမှုဟာဒီဆွေးနွေးမှုရလဒ်ပေါ်မှာပဲမူတည်နေတယ်လို့သမ္မတဒေါ်နယ်ထရန့်ကရှင်းလင်းပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဟာကာတာ Saudi UAE ကောင်းဆောင်တွေရဲ့တောင်းဆိုချက်အရအီရန်ကိုတိုက်ခိုက်မဲ့မေ19ရက်နေ့အစီအစဉ်ကိုရွှေ့ဆိုင်းထားတယ်ဆိုပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်းမေ18ရက်နေ့ကလေးကကြိုတင်ရေးသားထားခဲ့တာဖြစ်ပါတယ်။အခုအခါမှာတော့အရှေ့အလယ်ပိုင်းကမဟာမိတ်နိုင်ငံတွေရဲ့ဂျားဝင်ညှိနှိုင်းမှုကြောင့်စစ်ပွဲဖြစ်မဲ့အရေးဟာတန်တမာရေးလမ်းကြောင်းပေါ်ကိုပြန်ရောက်သွားမလားဒါမှမဟုတ်ရပ်ပိုင်းအတွင်းမှာပဲပုံမပြင်းထန်တဲ့တိုက်ခိုက်မှုတွေဖြစ်လာမလားဆိုတာကိုတကယ့်ကိုစိုးရိမ်ကြီးစောင့်ကြည့်ရမယ့်အခြေအနေပဲဖြစ်ပါတယ်ခင်ဗျာဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကိုရီးယားကအစားထိုးမှုဖြင့်အသက်ဆွဲဆက်ရန်ရှီကျင်းဖင်နဲ့ပူတင်တို့ဘေကျင်းမှာဆွေးနွေးခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကဘေကျင်းမြို့တီရန်နမ်မင်းဂျင်ပြင်မှာရှီကျင်းဖင်နဲ့ပူတင်တို့နှစ်ယောက်သားလမ်းလျှောက်နေကြစဉ်လူကိုတွင်အင်ကာတွေကိုဇက်တိုက်အစားထိုးလဲလှယ်ခြင်းဖြင့်လူအသက်ကိုဆွဲဆက်နိုင်မဲ့အကြောင်းကိုပြောဆိုခဲ့ကြပါတယ်ရုရှားသမ္မတပူတင်ကစကားပြန်ကနေတဆင့်လူကိုတွင်အင်ကာတွေကိုဇက်တိုက်အစားထိုးလဲလှယ်လို့ရတယ်အသက်ရှည်လေးနုပြိုလေးပါပဲတေချင်းတရားကိုကြော်လားနိုင်တာမျိုးတောင်ဖြစ်နိုင်တယ်ဆိုပြီးပြောခဲ့ရမှာတရုတ်သမ္မတရှီကျင်းဖင်ကလည်းအခုရာစုနှစ်မှာလူအသက်ဟာ150အထိရှိနိုင်တယ်လို့ခန့်မှန်းထားကြသူအချို့လည်းရှိတယ်လို့အတိုင်ဖောက်ညီညီပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။ဒါဟာနှစ်ယောက်ပေါင်းရင်အာဏာယူထားတဲ့တပ်တန်းအနှစ်40နီးပါးရှိနေပြီဖြစ်တဲ့ယာဒုကဆင်းမဲ့အရေးအကြောင်းလုံးဝမပြသေးတဲ့အာဏာရှင်ခေါင်းဆောင်2ဦးဂျားကရင်းနှီးမှုကိုပြလိုက်တာလည်းဖြစ်ပါတယ်။အခုတစ်ပတ်မှာတော့ရုရှားသမ္မတပူတင်ဟာဘေကျင်းမြို့စီထပ်မံရောက်ရှိလာတော့မှာဖြစ်ပြီးဒီခီးစဉ်ဟာရုရှားနဲ့တရုတ်အကြားအိမ်နီးချင်းကောင်းပီတာမှုနဲ့ရင်းနှီးတဲ့ပူးပေါင်းဆောင်ရွက်မှုတွေသဘောတူညီမှုချုပ်ဆိုတဲ့25နှစ်ပြည့်အထိမ်းအမှတ်နဲ့လည်းတိုက်ဆိုင်နေပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဘေကျင်းကိုလာရောက်လည်ပတ်စဉ်ကတရုတ်အစိုးရကရှေးဟောင်းကျောင်းတော်ကြီးကိုလိုက်လံပြသပြီးရွှေကုတ်ထားတဲ့ပကံခွက်ရောက်တွေနဲ့ခန်းခန်းနားနားကြိုဆိုခဲ့တာနဲ့နှိုင်းယှဉ်ရင်အခုပူတင်ရဲ့ဘေကျင်းခီးစဉ်ကတော့သတင်းကြိုတင်ထုတ်ပြန်မှုအနည်းငယ်သာရှိပြီးအလွန်တိုးတိုးတိတ်တိတ်ဆန်လာပါတယ်။ဒါကြောင့်ကမ္ဘာအင်အားကြီးနှစ်နိုင်ငံခေါင်းဆောင်တွေအခုတစ်ခေါက်လှုပ်ဝက်တွေ့ဆုံမှုကနေဘလို့စစ်ရေးနိုင်ငံရေးမဟာဗျူဟာတွေထွက်ပေါ်လာအောင်မလဲဆိုတာကိုနိုင်ငံတကာစစ်ရေးလေ့လာသူတွေကစိုးရိမ်သက်ကြီးစောင့်ကြည့်နေကြပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ AI တွင်ဒေါ်လာဘီလီယံ100ကျော်ပုံအောရင်းနှီးမြှုပ်နှံရန်ဝန်ထမ်းအင်အား8000ကိုမီတာစတင်အလုပ်ထုတ်ပဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ။ကမ္ဘာကျော်လူမှုကွန်ရက်မီဒီယာကြီးဖြစ်တဲ့ Meta ကုမ္ပဏီဟာကမ္ဘာတဝန်းရှိအလုပ်အကင်ပေါင်း8000ရှော့ချမည့်အစီအစဉ်အတွက်ဒီကနေ့မေလ20ရက်နေ့ကစပြီးဝန်ထမ်းပေါင်းထောင်ပေါင်းများစွာထံအလုံးမရန်နာကြောင်းအကြောင်းကြားစာတွေတရားဝင်စတင်ပေးပို့ပြီးဖြစ်ကြောင်းဖော်ပြထားပါတယ်။ Meta ဘက်ကစင်ကာပူနိုင်ငံရှိဝန်ထမ်းတွေစီကိုမေလ20ရက်နေ့ဒေသစံတော်ချိန်မနက်4နာရီမှာအီးမေးလ်တွေစတင်ပေးပို့ခဲ့သလိုဗြိတိန်အမေရိကန်နဲ့အခြားဒေသအသီးသီးကဝန်ထမ်းတွေစီကိုလည်းသက်ဆိုင်ရာစံတော်ချိန်တွေအလိုက်မနက်အစောပိုင်းမှာပဲအကြောင်းကြားခဲ့တာပါအခုနောက်ဆုံးအကြိမ်ဝန်ထမ်းလျှော့ချမှုဟာမီတာရဲ့အဓိကကျတဲ့အင်ဂျင်နီယာနဲ့ထုတ်လုပ်မှုဆိုင်ရာအဖွဲ့တွေပါဝင်လာပြီးလာမယ့်ကာလတွေမှာလည်းနောက်ထပ်အလုပ်ရနာမှုတွေထပ်ရှိလာနိုင်တယ်လို့သိရပါတယ်ကုမ္ပဏီဟာဉာဏ်ရည်တု AI နည်းပညာမှာအရှိန်အဟုန်မြင့်ရင်းနှီးမြှုပ်နှံဖို့ကုန်ကျစရိတ်တွေလျှော့ချနိုင်ဖို့အတွက်လုပ်ငန်းဖွဲ့စည်းပုံကိုအကြီးကျယ်ပြင်ဆင်နေတာဖြစ်ပြီးပြီးခဲ့တဲ့မေလ18ရက်နေ့ကလည်းဝန်ထမ်းပေါင်း9000ခန့်ကို AI ဆိုင်ရာလုပ်ငန်းစဉ်တွေစီရွှေ့ပြောင်းတာဝန်ပေးအပ်ခဲ့ပါတယ်။ Meta ကုမ္ပဏီဟာ
အခု2026ခုနှစ်အတွင်းမှာ AI ဆိုင်ရာအရင်းအနှီးအသုံးစရိတ်တွေအတွက် American Dollar အပြင်ဘီလီယံ100 Singapore Dollar 128ဘီလီယံထက်မနည်းပုံအောသုံးစွဲဖို့ရထားတာဖြစ်ပါတယ်။ Meta ရဲ့ HR အကြီးအကဲ John Nagel ကတော့အခုလိုအဆင့်မများတဲ့ဖွဲ့စည်းပုံတွေနဲ့အဖွဲ့ငယ်တွေစုဖွဲ့ပြီးလုပ်ကင်တာဟာလုပ်ငန်းတွေကိုပုံမှန်မြန်ဆန်တွက်လက်စေပြီးပုံမှုအကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ဆိုပါတယ်။ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ် Mark Zuckerberg ကတော့ Google နဲ့ OpenAI တို့လိုမျိုးပြိုင်ဘက်တွေကိုရင်ပေါင်တန်းနိုင်ဖို့အတွက် AI နည်းပညာကိုအဓိကဦးစားပေးအဖြစ်သတ်မှတ်ပြီးသင်ဟန်ဇာတာတွေအကုန်လုံးကိုပုံအောသုံးစွဲနေတာကြောင့်အခုလိုဝန်ထမ်းအင်အားနဲ့လုပ်ငန်းလည်ပတ်ပုံစနစ်တွေမှာထူးခြားတဲ့အပြောင်းအလဲတွေဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ယူကရိန်း၏အဝေးပစ် drone စစ်စင်ရေးကြောင့်စီးပွားရေးထိခိုက်လာပြီးတဲ့နောက်ယူကရိန်းနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြန်ဆရန်ရုရှားတောင်းဆိုလာဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာပါ။ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူကယူကရိန်းနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြန်ဆဖို့မျှော်လင့်ကြောင်းမေလ18ရက်နေ့မှာတရားဝင်တောင်းဆိုလိုက်ပါတယ်။ဒါဟာယူကရိန်းစစ်တပ်ကရုရှားနိုင်ငံအတွင်းပိုင်းထိအဝေးပစ် drone အစင်းရေထောင်ပေါင်းများစွာနဲ့ပြင်းပြင်းထန်ထန်လက်တုံ့ပြန်တိုက်ခိုက်လာချိန်မှာရုရှားဘက်ကလေသံတိတိတတ်တာပြောင်းလဲလာတာဖြစ်ပါတယ်။ရုရှားကဝေဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရပြီးခဲ့တဲ့သတင်းပတ်အတွင်းမှာပဲယူကရိန်းဟာရုရှားနိုင်ငံအတွင်းနဲ့သိမ်းပိုက်ခံနေမြေတွေကို drone အစင်းရေ3124စင်းနဲ့ပစ်ခတ်ခဲ့ပြီးမေလ18ရက်နေ့18ရက်နေ့ဒီမှာလဲမော်စကိုမြို့တော်အပါအဝင်ရုရှားဒေသ14ခုကို drone အစင်းရေ600နီးပါးနဲ့အဆက်မပြတ်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဆူဆူဝါးဝါထိမှန်ခဲ့ပါတယ်။ယူကရိန်းသမ္မတဇလန်စကီကတော့ရုရှားရဲ့ကျူးကျော်စစ်ကိုသူတို့ရဲ့နေအိမ်တွေစီပြန်လည်ပို့ဆောင်ပေးနေတာဖြစ်ပြီးအခုအခါမှာအဝေးပြစ်တန်ခတ်မှုတွေကိုနေတိုင်းယာနဲ့ချီလှုပ်ဆောင်နေပြီဖြစ်လို့မေလ18ရက်နေ့ညစဉ်မိန့်ခွန်းမှာပြောကြားခဲ့ပါတယ်။ယူကရိန်းရဲ့အဝေးပြစ်တိုက်ခိုက်မှုတွေကြောင့်မကြာသေးမီလအတွင်းရုရှားရဲ့ရေနံထုတ်လုပ်မှုပမာဏဟာ10%အထိကျဆင်းသွားသလိုရေနံတွင်းအချို့ကိုပါမဖြစ်မနေပိတ်ပစ်ခဲ့ရတာကြောင့်စွမ်းအင်ကဏ္ဍမှာပါအကြီးအကျယ်ထိခိုက်လာရပါတယ်။ဒါအပြင်2026ခုနှစ်ရဲ့ပထမဦးဆုံး9လအတွင်းမှာရုရှားရဲ့ဘတ်ဂျက်ဟာလိုငွေပြနေပြီးတစ်နှစ်စာရထားချက်ထက်ကျော်လွန်သွားပါတယ်။ဒေသတော်တော်များများမှာဒေဝါလီခံရမယ့်အခြေအနေတွေရောက်နေတာကြောင့်သမ္မတပူတင်ကရုရှားကိုဒေဝါလီခံရမယ့်လမ်းကြောင်းစီဦးဆောင်နေတယ်လို့ဇလန်စကီကဆိုပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကနှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်အရက်ဖက်ပြစ်မှတ်တွေထိခိုက်နေတာဟာ၄နှစ်ကြာလာပြီဖြစ်တဲ့စစ်ပွဲကြီးကိုငြိမ်းချမ်းရေးယူဖို့ကြိုးပမ်းမှုတွေကိုနှောင့်နှေးသွားစေတယ်လို့သတင်းတောက်တွေကိုပြောကြားခဲ့ပြီးတဲ့နောက်ပိုင်းမှာအခုလိုရုရှားဘက်ကဆွေးနွေးပွဲပြန်ဆဖို့ကန့်လန့်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ယူကရိန်းရဲ့ပြည်တွင်းဖြစ်တာဝေးပစ်လက်နက်တွေကြောင့်ရုရှားနိုင်ငံအတွင်းပိုင်းကစစ်လက်နက်ရန်တရားတွေနဲ့ရေနံကဏ္ဍတွေပျက်စီးဆုံးရှုံးလာချိန်မှာရုရှားရဲ့ငြိမ်းချမ်းရေးကန့်လန့်မှုဟာယူကရိန်းဘက်ကဘယ်လိုတုံ့ပြန်မလဲဆိုတာကိုစိတ်ဝင်စားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ဒီကနေ့အတွက်ရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်နေ့တွေမှာလည်းသတင်းအသစ်တွေကိုတင်ဆက်ပေးအောင်မှာမို့စောင့်မျှော်အားပေးကြည့်ရှုကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်